ဒါပဲကွဲသွားမှာ1000အဲ့တော့အဲ့ဒီ1000ကဘာမြုပ်ထားတာလဲအရှိမ I ကိုမြုပ်ထားတာ I ထဲဆိုလဲရတယ်ထဲမဆိုလဲရတယ်ကိုယ်သဘောပဲเนาะ I 1000လို့ဆိုလဲရတယ်ဟုတ်ပြီ2000လို့ပြောခြင်းတယ်ကဲဒီချက်တို့နှစ်ကိုချက်ပြီးသားလေစပိုင်း1000ပေါ့4000လို့ပြောခြင်းတယ်ဖီယာကိုချက်ပြီးသားဖီယာ1000 9000လို့ပြောခြင်းနဲ့ဇီးပန်း1000ဒါပဲတွေ့လား1 to 10သာကြက်ထားလိုက်ကြိုက်တာကတ်လို့ရတယ်8000လို့ပြောခြင်းနဲ့ arc 1000ဟုတ်ပြီအဲ့တော့ဒီချက်တို့ခုနလိုမျိုးဥပမာ2000 2003ပေါ့နော်ကိုယ့်ရဲ့ခုနှစ်မွေးနေ့တွေပြော2002 2005ဘွန်းနေကဲကိုယ်မွေးနေ့ကိုပြောမယ်2003ဆိုတော့ဘာဖြစ်မလဲစပိုင်း1000 dry ဒါပဲစပိုင်း1000အနောက်မှာဒရိုင်းတစ်လုံးနဲ့ဘာမှကျွန်တော်ကခုနလို10ပြည့်နှလုံးထဲမှာ on နေဘာမှမလုံးเนาะနှလုံးထဲကိုတီးတန့်ပြောတဲ့အခါမှာကျွန်တော် on လေးခံမယ်အဲ့တော့2003ဆိုရင်စပိုင်း1000 drying ဥပမာ4005ပေါ့เนาะ4005ဆိုရင် 4000 font ဟုတ်လား4000 font ဒါပဲโอเคအဲ့တော့ကျွန်တော်ကတချို့ကဏ္ဍလေးတွေဆိုရင်အပြည့်ရှိတယ်ဥပမာ1999เนาะ1999ဘယ်လိုပြောမလဲဒီချက်ရေဘာမှမခက်ဘူး तू ကအစင်လိုက်ကြီးရနေငယ်ကိုသွားမယ်အရင်ဆုံးထောင်ကိုပြောမှာတဲ့ထောင်ဆိုတော့1000ဆိုတော့ I1000 I ရထည့်မဆိုလဲရတယ်1000လဲရတယ်เนาะ I1000ကဲထောင်ပြီးရာကိုဆင်းမယ်ရာက6ဆိုတော့ဗာလဲ900ပေါ့900ဆိုတော့900 900ကဲ69ကတော့ကနဦးတင်ခဲ့တဲ့ပုံစံတိုင်းပဲသွားမယ် noisish အဲ့တော့ဒီချက်တို့အရှိကြီးတော့ဖြစ်သွားရတွေ့လားသို့တော့သူစီမှာအဓိပ္ပာယ်ကကိုစီရှိတယ်အဲ့တော့ဂျာမန်စလုံးတွေအရှိကြီးပဲဆိုဒီချက်တို့မတင်ခင်တည်းကနေအားကုန်နေပြီလीနော်သို့တော့တကယ်ကြည့်လိုက်တဲ့အခါမှာခက်မနေဘူးတွေ့လားသူအဓိပ္ပာယ်ကိုစီရှိပြီးသားအကုန်ပေါင်းမလိုက်တာ I1000 900ဆိုတော့900 69ဆိုတော့noisish အဲ့ဒါတွေအကုန်ပေါင်းရေးပလိုက်တော့အရှိကြီးတို့ဖြစ်သွားတာနော်ဟုတ်ပြီဒီချက်ကနောက်ထပ်ထောင်ကနန်းလေးထည့်ရေးပြမယ်နော်ဥပမာ9050 9050ဆိုရင်ထောင်ကနန်းလာမယ် font เนาะအစင်လိုက်ကြီးရာနေသွားမယ် font 1000ရာကနန်းကိုပြေးကြည့်လိုက်တယ်ရာကနန်းမရှိဘူးရာကိုကြော်ခဲ့မယ်10ကိုသွားမယ်50ဆိုတော့ font6 အဲ့တော့အဖြေက font 1000 font6 1000 font6 ဒါပဲโอเคဒီချက်နောက်ထပ်အပြည့်ကိုထပ်သွားမယ်ဥပမာ2453ပေါ့နော်2453အစင်တိုင်းပဲသွားမယ်ထောင်ရကြီးရနေသွားမယ်နော်2453 2000ဆိုတော့စပိုင်း1000ဟုတ်ပြီထောင်ပြီးသွားပြီရာကိုဆင်းမယ်ရာကိုဆင်းမယ်ဆိုတော့ရာက400နော်โอเค400ဆိုတော့ 400 ရာပြီးသွားပြီ10ထုံးစံအတိုင်းပဲ53ရှုပ်မသွားနဲ့ကိုတင်ခဲ့တဲ့အတိုင်းပဲသွားမယ်နောက်ကခဏကိုအရင်ခေါ်မယ် dry on fish တာဆွဲပိုင်ထက်ဗာမေးမို့လဲနေနော်ကျတော့စာမေးပွဲတွေမှာဒီလိုမျိုးကဏ္ဍနေပြီးလား မရေးရအောင်ဒါကဒီချက်သမင်ကိုအရေးတင်တာအရေးကအကုန်သိထားတင်ပါတကယ်ဒီချက်တို့ကဒီ Q တဲမှာဖြေမယ်ဆိုလို့ရှိရင်ဒီ Schreiben ပေါ့နော် writing part ကလွဲပြီးတော့ဘာမှမရေးရဘူးကျန်တဲ့ဟာတွေအကုန်လုံး multiple choice 3ခုတည်းတစ်ခုကိုလေဒီချက်ချေကတ်တွေချစ်ပြီးလိုက်ဖြေအောင်ပဲအဲ့တော့ခုနက writing မှာရေးရတယ်ဆိုတာကလည်းဒီကဏ္ဍတွေမရေးရဘူး email တွေပဲရေးရတာ email ရေးရတယ်ပြီးရင်